အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Donald Trump ကသူ့နိုင်ငံသားတွေလိုအပ်တဲ့ smartphone တွေ computers တွေ chip တွေတင်သွင်းမှုအပေါ်အခွန်ကင်းလွတ်ခွင့်ပေးသွားမယ်လို့ပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ BBC သတင်းဌာနကဒီကနေ့April 12 2025မှာတင်ဆက်သွားတာကတော့ American သမ္မတ Donald Trump ရဲ့အစိုးရအဖွဲ့ဟာတရုတ်နိုင်ငံမှာအမေရိကကိုတင်သွင်းလာတဲ့ကုန်ပစ္စည်းမှန်သမျှအပေါ်125ရာခိုင်နှုန်းစီးကျက်မှုပြုလုပ်နေပြီးတော့ American ပြည်သူတွေအတွက်အသုံးဝင်မဲ့ smartphone တွေ ကွန်ပျူတာတွေအပေါ်မှာတော့အပြန်အလှန်အခွန်စီးကျက်ခြင်းမှာကင်းလွတ်ခွင့်ပေးလိုက်ပါပြီအမေရိကအကောက်ခွန်နဲ့နေကြားဆောင်တပ်များကမနေ့ကတောက်ကြနေညနေမှာထုတ်ပြန်သွားတာကတော့သမ္မတ Trump ရဲ့ကမ္ဘာလုံးဆိုင်ရာအကောက်ခွန်စည်းကြပ်မှုဟာတရုတ်ပြည်ရဲ့တချို့သွင်းကုန်ပစ္စည်းများအပေါ်အခွန်လျှော့ချသွားမည်ဖြစ်ကြောင်းပြောပါတယ်။အဲ့ဒါကတော့အမေရိကရဲ့နည်းပညာကုမ္ပဏီတွေကစက်ပစ္စည်းအများစုဟာတရုတ်ပြည်ကထုတ်သွင်းလာတာဖြစ်တာကြောင့်အခုလိုအခွန်စည်းကြပ်ရင်ပစ္စည်းဈေးတွေခေါင်ခိုက်ပြီးမြင့်တက်လာမှာကိုစိုးရိမ်နေတော့ကြောင်းဖြစ်ပါတယ်။သမ္မတ Trump ကအဲ့ဒါကြောင့်သဘောထားနည်းနည်းလျှော့သွားပြီးတရုတ်ပြည်ကသွင်းလာတဲ့ electronic ပစ္စည်းတွေ solar ပြားတွေmemory ကပ်ပြားတွေအပေါ်အခွန်စည်းကျပ်မှုမှာကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။ America ဟာ Apple phone လောကရဲ့အဓိကအကျဆုံးဈေးကွက်ဖြစ်ပြီးတော့ Counterpoint စစ်တမ်းများရဲ့ပြီးခဲ့တဲ့2024ခုနှစ်ရဲ့ထုတ်ပြန်ချက်အရဆိုရင် Apple phone တွေရဲ့တဝက်တိတိရောင်းချမှုဟာ America မှာဖြစ်နေကြောင်းပြောပါတယ်။ပြီးတော့အဲ့ဒီ America မှာရောင်းရတဲ့ Apple phone တွေရဲ့80ရာခိုင်နှုန်းဟာတရုတ်ပြည်ကထုတ်လုပ်တာဖြစ်ပြီးကျန်တဲ့20ရာခိုင်နှုန်းကတော့အိန္ဒိယကထုတ်လုပ်တာဖြစ်ပါတယ်။ Samsung ကုမ္ပဏီကဲ့သို့ Apple ကုမ္ပဏီကလည်းမကြာသေးခင်နှစ်များကစတင်ပြီးတော့တရုတ်နိုင်ငံအပေါ်အလွန်မိခိုးအားကိုးနေရသောစီးပွားရေးကိုရှောင်ရှားနိုင်ရန်၎င်းရဲ့ကွင်းဆက်တွေကိုအမေရိကထဲသို့တဖြည်းဖြည်းရွှေ့ပြောင်းပြီးတော့စက်ရုံများကိုတည်ထောင်နေပါတယ်။အိန္ဒိယနဲ့ဗီယက်နမ်တို့ဟာအပိုပစ္စည်းများထုတ်လုပ်မှုအတွက်ရှေ့ကိုရောက်ရှိလာနေခဲ့ပါပြီ။အမေရိကရဲ့အခွန်စည်းကျပ်မှုကိုရှောင်ရှားနိုင်ရန်နဲ့တရုတ်ပြည်အပေါ်အမိခိုနေရမှုမှလွတ်မြောက်ရန် Apple ဟာအိန္ဒိယမှာရှိတဲ့စက်ရုံတွေမှာထုတ်လုပ်မှုတွေအပေါ်ပုံမများပြားအောင်ဆောင်ရွက်နေခဲ့ပါတယ်။အခုပြီးခဲ့တဲ့တစ်ပတ်ကစတင်ပြီးတော့သမ္မတ Trump ဟာနိုင်ငံတကာအပေါ်အခွန်စည်းကျပ်မှုတွေကိုမြင့်တင်ခဲ့ပြီးပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့တရုတ်နိုင်ငံအပေါ်ကောက်ခံနေတဲ့အခွန်145ရာခိုင်နှုန်းကနေလွှဲ၍ကမ္ဘာပေါ်မှာရှိတဲ့ကျန်တဲ့နိုင်ငံတွေအပေါ်အခွန်စည်းကျပ်မှုကိုရက်90တိတိခတဆိုင်းငံ့ပေးထားမှာဖြစ်ပြီးအမေရိကအပေါ်တရုတ်က84ရာခိုင်နှုန်းအခွန်ကောက်ခံတာကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်အပေါ်မှာတော့145ရာခိုင်နှုန်းကတော့ဆက်လက်ကောက်ခံသွားမှာဖြစ်ကြောင်းပြောပါတယ်။တရုတ်လိုမဟုတ်ပဲအမေရိကကသွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်အကောက်ခွန်မတိုးတဲ့ကျန်တဲ့နိုင်ငံတွေအပေါ်မှာတော့အမေရိကအနေနဲ့ဇူလိုင်လအထိသူတို့ရဲ့သွင်းကုန်တွေအပေါ်10ရာခိုင်နှုန်းပဲကောက်ခံသွားအောင်မယ်လို့ Trump ကကြေညာပါတယ်။သမ္မတအင်ဖြူတော်ကတော့အခုလိုဆောင်ရွက်ရတာဟာတခြားနိုင်ငံများမှပိုမိုအဆင်ပြေသောစီးပွားရေးဆောင်ရွက်မှုများရရှိရန်ညှိနှိုင်းခြင်းဖြစ်ကြောင်းပြောပါတယ်။ Trump ဟာသူ့ရဲ့စနစ်ဟာကမ္ဘာပေါ်မှာကုန်သွယ်မှုမမျှတတဲ့စနစ်ကိုဖြည့်ရှင်းရန်နဲ့စက်ရုံအလုပ်ရုံတွေကိုအမေရိကန်နိုင်ငံကမ်းရိုးတန်းတွေကိုပြောင်းဝင်လာရန်လှုံ့ဆော်ခြင်းဖြစ်ကြောင်းအသိပေးပြောသွားပါတယ်။ Apple ကုမ္ပဏီရဲ့အမှုဆောင်အရာရှိကတော့ BBC ကိုအင်တာဗျူးမှာပြောတာကတော့ April 2ရက်နေ့ကစပြီးသမ္မတ Trump ရဲ့တရုတ်နိုင်ငံအပေါ်145ရာခိုင်နှုန်းအခွန်စည်းကျပ်ပြီးအိန္ဒိယဗီယက်နမ်နဲ့အခြားအာရှနိုင်ငံတွေအပေါ်အခွန်တိုးမြင့်ကောက်ခံလိုက်ခြင်းကြောင့်9ရက်အတွင်းမှာကမ္ဘာအနှံ့ Apple ကုမ္ပဏီရဲ့ stock ဈေးကွက်ဟာဘီလီယံဒေါ်လာ640ဆုံးရှုံးနစ်နာသွားကြောင်းပြောပါတယ်။ Apple phone ရဲ့ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ Apple phone ဟာကုန်သွယ်ရေးစစ်ပွဲမုန်တိုင်းရဲ့ဗဟိုအလဲတက်တဲ့ရဲ့မျက်လုံးနေရာမှာအခုရောက်ရှိနေပြီးတခါမှမကြုံဘူးသေးတဲ့အဖြစ်ဆိုးနဲ့ကြုံနေရကြောင်းပြောပါတယ်။ Apple ဟာတရုတ်ပြည်ကထုတ်လုပ်မှုတွေကိုရှော့ချရန်စ조사နေရပြီးအိန္ဒိယနဲ့တခြားနိုင်ငံတွေမှာပုံမထုတ်လုပ်သွားရန်နဲ့အမေရိကန်မှာစက်ရုံတွေတီးပြီးထုတ်လုပ်သွားနိုင်ရန်ပြင်ဆင်နေရပါပြီ။သမ္မတ Trump ဟာလောလောဆယ်တရုတ်နိုင်ငံအပေါ်145ရာခိုင်နှုန်းအခွန်စည်းကျပ်မှုကိုဆက်လုပ်နေပြီးတော့ Apple phone နဲ့ computers တွေအပေါ်အခွန်ကင်းလွတ်ခွင့်ယာယီပေးထားပြီးကျန်တဲ့ Apple Mac တွေ Apple
ဖက်တွေထုတ်လုပ်နေတဲ့အိန္ဒိယနဲ့တောင်အာရှနိုင်ငံတွေအပေါ်မှာတော့ဇူလိုင်လအထိအခွန်စည်းကြပ်မှုကို 10% သာကောက်ခံသွားမှာဖြစ်ပြီးဇူလိုင်ပြီးရင်တော့46% ပြန်တက်မှာဖြစ်လို့ Apple အနေနဲ့ဒီ3လအတွင်းမှာသူ့ရဲ့စက်ရုံအလုပ်ရုံတွေကိုအမေရိကန်နိုင်ငံထဲအမြန်တင်သွင်းမလားဒါမှမဟုတ်စီးပွားရေးဆက်လက်ကျဆင်းတဲ့ဒဏ်ကိုခံနိုင်အောင်ပြင်ဆင်မလားဟုဆုံးဖြတ်ရန်ရှိနေပါတယ်။ အိမ်ဖြူတော်နဲ့ Apple Company တို့ဆွေးနွေးရာမှာတော့အိမ်ဖြူတော်ကပြောသွားတာကအခွန်တိုးမြင့်ကောက်ခံရခြင်းဟာအလွန်ရိုးရှင်းပြီးပြည်ပရောက်နေတဲ့ American Company တွေကိုပြည်တွင်းကိုပြန်ခေါ်ခြင်းဖြစ်ပြီး Apple အနေနဲ့အမေရိကမှာပဲ Apple ဖုန်းတွေထုတ်လုပ်ပြီးဖုန်းတစ်လုံးကိုဒေါ်လာ3000နဲ့ပြန်ပြင်ပကိုရောင်းချင်လားရအောင် US ကကူညီနိုင်ကြောင်းဒါမှမဟုတ်ဒေါ်လာ1000နဲ့ပဲရောင်းချင်ရင်တော့စီးပွားရေးကိုတရုတ်ပြည်မှာပဲဆက်လက်ပြီးထားကိစ္စမရှိကြောင်းပြောလိုက်ပါတယ်။အခု Apple iPhone 16 Pro Max ဟာဈေးကွက်ထဲမှာဆိုရင်ဒေါ်လာ1199နဲ့ရောင်းနေပေမဲ့အခုသမ္မတ Trump ရဲ့အခွန်တိုးမြင့်တာကြောင့်ဒေါ်လာ350ဈေးတက်ရတော့မှာဖြစ်ပါတယ်။ Apple အနေနဲ့အာရှကသူ့ကုမ္ပဏီတွေကိုအမေရိကကိုရွှေ့ရန်ဆယ်စုနှစ်နဲ့ကြီးပြီးကြာနိုင်တာဖြစ်ပြီးအခုဒေါ်လာ640ဘီလီယံဆုံးရှုံးမှုအတွက်တိတ်ဆိတ်နေပြီး Apple ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Tim Cook ကတော့အခုရှယ်ယာပိုင်ရှင်တွေအတွက်အပေါ်မှာဘာမှရှင်းလင်းချက်တွေမပေးနိုင်သေးကြောင်းသိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီတော့ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်တဲ့တိုက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ပါ။ So please take care of yourself and each other. Bye bye.